အားလုံးမင်္ဂလာပါဒါအာဆင်နယ်ကတော့ဗျာဒီထုံးစံတဲ့အတိုင်းပဲချီကစားမားတွေကိုခေါ်ယူမဲ့အစဉ်လာကိုဆက်ပြီးတော့ထိန်းသွားနိုင်ပွဲရှိတယ်အခုချိန်မှာဆိုရင်ဗျာအာဆင်နယ်ကချယ်ဆီးရဲ့ဘတ်ထိုနယ်တိုကိုခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုင်မိုဖီလီရဲ့ဖော်ပြချက်အရအာဆင်နယ်ကနက်တိုရဲ့အေဂျင့်ဖြစ်သူတွေကိုဆက်သွယ်ခဲ့တယ်ပြီးတော့အပြောင်းရွှေ့ကိစ္စမေးခဲ့တယ်လို့သိရတယ်ဆိုတော့ဒီသတင်းကိုကြည့်မယ်ဆိုရင်ဘယ်လောက်ထိမှန်ကန်မှုရှိမလဲကြည့်ရမယ်ဒီသတင်းကတကယ်လားကျွန်တော်တို့အမှန်ပဲလားဆိုတာကစောင့်ကြည့်ရမယ်တကယ်လို့ကျွန်တော်တို့ဒီအမှန်သားဆိုရင်ဗျာအာဆင်နယ်ကဘာလို့နက်တိုကိုခေါ်ဖို့စိတ်ဝင်စားလဲဘာလို့နက်တိုကိုခေါ်ခြင်းလဲအများကြီးပိတ်သက်တွေအတွက်မေကုန်းထုတ်ဆရာတွေဖြစ်လာမယ်အခုချိန်မှာဆိုရင်ဗျာအာဆင်နယ်ကျွန်တော်ဒီတောင်မန်ကအားဖြည့်ဖို့ရလိုအပ်တယ်ဒါပေမဲ့နက်တိုကသူ့ရဲ့ကျွန်တော်ဒီခြေစွမ်းအဲ့လောက်ထိမှကျွန်တော်ဒီကောင်းမနေတာဆိုတော့နက်တိုကဗျာကျွန်တော်ဒီချယ်ဆီပြီးတော့ပေါ်တူဂီနှစ်ဖက်လုံးမှာဆိုရင်သူ့ရဲ့ကျွန်တော်တို့ခြေစွမ်းဘလို့မှကိုမှအဆင်ပြေဘူးဆိုတော့သူကောင်းကလေးကျွန်တော်ဒီပွဲကဗျာလက်ချိုးယူလို့ရတယ်သူ့မှာဆိုရင်ကျွန်တော်တို့ဒီအာသာချက်ကအပြေးမြန်တယ်ဒါပဲရှိတာကြံတဲ့ကျွန်တော်တို့ဒီအခွင့်အရေးဖန်တီးမှုပြီးတော့ football IQ ဘာမှကျွန်တော်ဒီကောင်းမနေဘူးဒီညမှာဆိုရင် Chelsea ကသူ့အတွက်ကျွန်တော်ဒီပြောင်းရွှေ့ခြေသတ်မှတ်ထားတယ်ဆိုတော့ Chelsea ကကျွန်တော်ဒီ netto အတွက်ကျွန်တော်ဒီပြောင်းရွှေ့ခြေပေါင်180သတ်မှတ်ထားတယ်အဲ့လောက်ရမယ်ဆိုရင်ကျွန်တော်ဒီ Chelsea ဘက်ကရောင်းဖို့ရရှိတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Arsenal က netto ခေါ်ဖို့စိတ်ဝင်စားနေတယ်ဆိုတော့ Arsenal ကသူတို့ကတကယ်ကိုကန့်လန့်မလားဒီစောင့်ကြည့်ရမယ်ဆိုတော့ဒီပြောင်းရွှေ့ကိုကြည့်မယ်ဆိုရင်ဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ဗျာကျွန်တော်ဒီပြီးခဲ့တဲ့နှစ်တင်မှာဆိုရင်ဗျာဒီ Chelsea စီက Arsenal က Sterling ကိုအငှားနဲ့ခေါ်တယ်ပြီးတော့ပြီးခဲ့တဲ့နွေရာသီက Madueke ကိုပေါင်150ကျော်ပေါင်150ပေးပြီးတော့ခေါ်ခဲ့တယ်ပြီးခဲ့တဲ့နှစ်တင်မှာဆိုရင်ကျွန်တော်တို့ဒီ Jorginho တို့ပြီးတော့ကျွန်တော်တို့ဒီ Kai Havertz တို့ဒါမျိုးတွေခေါ်ခဲ့ဘူးလားပဲဒီနောက်မှာဆိုရင်ကျွန်တော်တို့ဒီ Arsenal ကကျွန်တော်တို့ဒီ Chelsea စီကစားမားတွေကိုသူတို့ကခေါ်ခဲ့ဖို့တခါအများရှိတယ်အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Chelsea က Netto ကိုမခေါ်ဘူးဆို Arsenal က Netto မခေါ်ဘူးလို့မပြောနိုင်ဘူးဆိုတော့ဒီပြောင်းရွှေ့ကိုကြည့်မယ်ဆိုရင်ယတိပဲပြောဖို့ရခဲ့တယ်။ Arsenal ကကျွန်တော်ဒီ Chelsea စီကစားမားတရားကိုထပ်ပြီးမခေါ်ဘူးလို့မပြောနိုင်ဘူး။ဆိုတော့ Arsenal က Netto တကယ်ကိုမှစိတ်ဝင်စားလားဒီစောင့်ကြည့်ရမယ်။ဆိုတော့ဒီညမှာဆိုရင်ကျွန်တော်တို့ဒီ Arteta ကသူက Netto ခေါ်ဖို့အရင်ကတည်းကသဘောကျတာ။ဆိုတော့ Netto ကျွန်တော်တို့ဒီ Chelsea ကိုမပြောင်းခင်ကတည်းက Arsenal က Arteta ကခေါ်ဖို့ရသဘောကျခဲ့ဘူးတဲ့။ဒါပေမဲ့အဲတုန်းကမခေါ်ဖြစ်ခဲ့ဘူး။အခုချိန်မှာဆိုရင်ကျွန်တော်တို့ဒီ Arsenal ကသူတို့ကခေါ်ယူဖို့ရပြန်ပြီးတော့စဉ်းစားနေတယ်။ပြန်ပြီးတော့ခေါ်နိုင်ခြေရှိတယ်ဆိုတော့ဒီပြောင်းရွှေ့ကျွန်တော်တစ်ချက်ကြည့်ရမယ်ဆိုတော့ Netto ကဗျာသူက2နေရာကစားနိုင်တယ်အပြေးမြန်တယ်ဒါပဲရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ Queen ထဲမှာဆိုရင်ဗျာသူ့ရဲ့ကျွန်တော်တို့ဒီ Emperor တက်ဘာမှကုန်အောင်မဲ့ဆိုရင်မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီ Arsenal ကကျွန်တော်တို့ဒီခေါ်ဖို့ရစိတ်ဝင်စားတယ်တကယ်လို့ကျွန်တော်တို့ဒီ Arsenal သာခေါ်ခဲ့မယ်ဆိုရင်ဗျာပိတ်သက်တွေအများကြီးကဒီပြောင်းရွှေ့ကိုအရင်ဆုံးဝေးမှာဆိုတော့ Queen ထဲမှာဆိုရင်ဗျာသူတကယ်လို့ရောက်လာခဲ့မယ်ဆိုရင်ခြေစွမ်းပြတာပြနောက်ထားအရင်ဆုံးခေါ်ခဲ့မယ်ဆိုဝိုင်းပြီးဝေဖန်ကြမယ်ပိတ်သက်တွေကတစ်ဖက် Netto ရဲ့အပြောင်းရွှေ့ကိုဘယ်လိုမှသဘောမကျဘူးအာဆင်နယ်ရဲ့ကျွန်တော်ဒီဘယ်တောင်မန်ကအားဖြစ်တဲ့ဆိုတာကမှန်းတယ်ဒါပေမဲ့ဒီနေရာသေးပြောင်းရွှေ့မှာဆိုရင်အာဆင်နယ်ကဘယ်တောင်မန်နေရာကိုထပ်ပြီးအားဖြစ်ဖို့ဆိုရင်လည်းအဆင်ပြေသေးတယ်သူတို့ရဲ့ဘယ်တောင်မန်မှာဆိုရင်ဗျာဒီဟိုဟာရှိတယ်ဇိုလေးရှိတယ်ပြီးတော့မာတင်နယ်ရှိတယ် easy ကစားနိုင်တယ်ဆိုတော့ဒီတောင်မန်ကသူကတရားလောက်ဆက်ပြီးပိတ်ပြီးသုံးမယ်ဆိုလဲအဆင်ပြေသေးတယ်ဒါပေမဲ့အာဆင်နယ်မှာဆိုရင်မာတင်နယ်လီကအနာဂတ်မသေးချဘူးဒါတော့ရှိတယ်မာတင်နယ်လီကိုဂါတာဆာတေးကခေါ်ဖို့စိတ်ဝင်စားနေတယ်မာတင်နယ်လီကအာဆင်နယ်မှာဆိုရင်သူဆက်ပြီးရှိမရှိမသေးချဘူးဆိုတော့ဒါမျိုးတော့ရှိတယ်ဘယ်လိုပဲဖြစ်ပါစေမာတင်နယ်လီမရှိတော့တော့မှအာဆင်နယ်ကတောင်းရမှာဆိုရင်ပိုပြီးကောင်းတဲ့သူတွေပြန်ပြီးတော့အစားထိုးတင်တယ်မာတင်နယ်လီကိုရောင်းပြီးတော့ Netto ကိုပြန်ပြီးခေါ်ဒါမျိုးတော့မလုပ်သင့်ဘူးသူတို့နှစ်ယောက်ရဲ့ကျွန်တော်တို့ဒီခြေစွမ်းပြန်ပြီးတော့ချိန်ကြည့်မယ်ဆိုရင်မာတင်နယ်ရောက်ပိုပြီးကောင်းတယ်ဆိုတော့ Netto ကဗျာသူခေါင်းကြီးငုံပြီးပြေးမယ်ဒါပဲရှိတယ်မာတင်နယ်လီကအရေးကြီးတဲ့အခြေအနေမှာဆိုရင်ဗျာသူဂိုးလက်ရှိတယ်ဂိုးသွင်းတတ်တယ်ဂိုးဖန်တီးတတ်တယ်ဒါအပြင်ကျွန်တော်တို့ချန်ပီယံလိမှာဆိုမာတင်နယ်ရဲ့ကျွန်တော်တို့ဂိုးသွင်းဆွတ်ဆောင်ရေးကအဲ့လောက်ထိမှဆိုရင်နေမနေဘူးသူတို့နှစ်ယောက်ကိုကြည့်မယ်ဆိုရင်ခြေစွမ်းကအဲ့လောက်ထိမကောင်းဘူးမာတင်နယ်လီကိုကြည့်မယ်ဆိုရင်သူကအာဆင်နယ်မှာဆိုရင်ပို့ပြီးတော့အဆင်ပြေထားတယ်ဒီနေရာမှာဆိုရင်ဗျာကျွန်တော်သားအာဆင်နယ်တောင်ရှိသူကျွန်တော်သားအာဆင်နယ်တောင်ရှိသူဒါဆိုရင် Netto ခေါ်မယ်စာမာတင်နယ်လီကိုအသင်းမှာဆိုရင်ဆက်ပြီးတော့ထိန်းထားလိုက်မှာဒါပေမဲ့အပြောင်းရွှေ့တွေကပြောရတာခက်တယ်အာဆင်နယ်ကတစ်ဖက်က Netto ကိုဘယ်လောက်ထိသူတို့ကစိတ်ဝင်စားလဲတကယ်ကိုသူတို့ကစိတ်ဝင်စားလားတရင်ကမှန်ကန်ရလားဒီစောင့်ကြည့်ရမယ်အားလုံးမကြောက်စီကိုတော့ကိုပါ